ဤခီးစဉ်သည်အလွန်ပင်ထူးဆန်းအံ့ဩဖွယ်ကောင်းလာသည်ယထာပြတင်းပေါက်အပြင်ဘက်တွင်လွင့်မျောနေသောကိုရင်းအင်္ဂါများကိုမြင်တွေ့ရသည်မှာစတင်ရုံသာရှိသေးသည်ခီးတစ်လျှောက်တွင်ယူသွနေသောလူတစ်ပိုင်းသုံးများနှင့်ရေမောတတ်သောမုံလောင်းမြစ်ကြီးများကိုလည်းမြင်တွေ့ခဲ့ရသည်လှပလွန်သောညချမ်းလှပများရှိတော်လဲထူးဆန်းသောအရာများကများပြားလွန်းနေသည်လူလက်တံခြေတံများနှင့်တူသောတကိုင်းများကြောက်ရွံ့များအတွင်ပိတ်မိနေသောလူသားများကိုလည်းတွေ့ရသည်နောက်ဆုံးတွင်ပုံမှန်ဟုထင်ရသောနေရာတစ်ခုသို့ရောက်ရှိလာခဲ့တော်လဲရင်းမှာတင်းငယ်သောဘရင်နိုင်ငံတစ်ခုဖြစ်နေကြောင်းသိလိုက်ရသည်ရင်းတို့အနေဖြင့်ငြိမ်းချမ်းစွာဆက်သွယ်ပြောဆိုလိုတော်လဲထိုနိုင်ငံသားများကတိုက်ခိုက်လာကြသည်ဤအဖြစ်ပြအားလုံးသည်ဒန်ကူကွင်းပြင်ဒန်ဂူဖီယိုမှထွက်ခွာလာပြီးနောက်စတင်ခဲ့ခြင်းဖြစ်သည်ဟွမ်တဝမ်သည်အကြောင်းရင်းတစ်စုံတရာကြောင့်ရှောင်းဝေးဆရာဝေးတင်ပါကိုခဏခဏလိုက်လံနှံရှုပ်နေသည်ထို့သို့ထက်တလဲလဲပြုမှုနေမှုကိုအခြားသူများကသတိထားမိသွားပြီးရှောင်းဝေးအားအတွင်းခံမလဲဒီမှာကြာပြီလားဟုစနောက်ကြသည်ဤသို့စနောက်ငင်းခုန်နေရင်းနှင့်ပင်အရေးကြီးကိုရင်းအင်္ဂါဘူတာယုံ Velo Warden Station သို့ရောက်ရှိလာခဲ့သည်ရှောင်းချင်းဆက်ရောက်ချင်းယထာရက်လိုက်သောအခါအားလုံးသည်ယထာပေါ်မှဆင်းခဲ့ကြတော့လဲအဆုံးမရှိသောမြက်ခင်းပြင်ကြီးကိုသာတွေ့ရသည်ရုတ်တရက်အဝေးတနေရာမှစိတ်တကောင်ခေါင်းပြူထွက်လာပြီးခြေနှချောင်းဖြင့်မတ်တက်ရက်လိုက်သည်တခုခုမားနေပြီဟုသိလိုက်သောအခါရှောင်းချင်းသည်ယထာကိုအမြန်ပြန်နှုတ်လိုက်တော့လဲစိတ်များသည်ပုံမူများပြလာကရွှေလျားနေသောယထာစီသို့ပြေးဝင်လာကြသည်အပြင်ဘက်တွင်အားလုံးထိတ်လန့်တုန်လှုပ်သွားကြသည်စိတ်များသည်အသက်ကိုပင်ပတာနာမထားတော့ပဲပို၍ကျဉ်းတက်လာကြသည်ယထာကြီးမှာပုံမူပြင်းထန်စွာတုန်ခါလာရာရှောင်းချင်းကသတိထားမိပြီးအရှိန်ကုန်မြင့်ကမောင်းနှင်ခဲ့သဖြင့်စိတ်များလက်မှလွတ်မြောက်လာခဲ့သည်ညနေခင်းရောက်တော့လဲအားလုံးကထိတ်လန့်နေစေဖြစ်သည်နောက်ထပ်28ဘူတာလုံးကဒီလိုပဲဖြစ်နေမှာလားဟုယင် Rain ကမေးတော့လဲမိသူများမဖြေနိုင်ခဲ့ကြပေအဘဲကြောင့်ဆိုသောရှေ့တွင်ကြုံတွေ့ရမည့်အရာအားလုံးမှာခံမရခတ်သောပု္ပ္ပစာများဖြစ်နေသောကြောင့်ပင်